မြန်မာကျေးလက်ဒေတာကိုစိတ်ထဲမှာထင်ဟပ်လိုက်မယ်ဆိုရင်အလွန်မြင့်မားပြီးလေပြေလှုပ်ရှားနေတဲ့ထမ်းပင်တွေကိုမမြင်မိပဲမနေနိုင်ပါဘူးထမ်းပင်ဟာအလှတန်ဘူးတစ်ခုတည်းသာမဟုတ်ပဲလူသားတို့ရဲ့နေ့စဉ်ဘဝနဲ့ချိတ်ဆက်နေတဲ့အဖိုးတန်သဘာဝအရင်းမြစ်တစ်ခုလည်းဖြစ်ပါတယ်အမြင့်ကနေအညွန့်အထိအသုံးဝင်တဲ့အပင်တစ်ပင်ဆိုရင်ထမ်းပင်ကိုသာဦးစားပေးဖော်ပြရမှာဖြစ်ပါတယ်အစားအသောက်ပိုင်းမှာလည်းထမ်းပင်ရဲ့အရေးပါမှုကထင်ရှားပါတယ်နနခင်းအေးအေးမှာတောက်သုံးလေးရှိတဲ့ထမ်းရည်ချိုအနည်းငယ်ခါတက်ပြီးရင်တုံစီတဲ့ထမ်းရည်ခါအချိုရသာပြေဝတဲ့ထမ်းရက်တို့ဟာကြီးလက်လူထုအတွက်မရှိမဖြစ်ဖြစ်နေကြပါတယ်ထမ်းသီးနုကိုတဘာဝအချိုရသာနဲ့အစားအစာအဖြစ်သုံးဆွဲကြသလိုထမ်းပင်မြင့်နဲ့အနှစ်တို့ကိုလည်းစီးဖက်ဝင်အဖြစ်အသုံးပြုကြပါတယ်ထမ်းအုံနှောင်နဲ့ထမ်းပုံးရည်တို့လည်းတဘာဝအာဟာရအဖြစ်လူတွေရဲ့ကျန်းမာရေးကိုအထောက်အကူပြုနေပါတယ်ထမ်းပင်ဟာလူသားတွေအတွက်သာမဟုတ်ပဲမွေးမြူရေးလုပ်ငန်းတွေအတွက်ပါအရေးပါပါတယ်။နွားများအတွက်အစာအဖြစ်ထမ်းသီးနဲ့ထမ်းနို့တို့ကိုအသုံးပြုနိုင်ပြီးဒါကြောင့်ကြီးလက်စီးပွားရေးကိုတိုးတက်စေတဲ့အခန်းကဏ္ဍတစ်ခုလည်းဖြစ်လာပါတယ်။ထို့ကြောင့်ထမ်းပင်ဟာလူသားတို့ရဲ့အစာအစာကျန်းမာရေးနဲ့အသက်မွေးဝမ်းကြောင်းတို့ကိုတပြိုင်နက်တည်းပံ့ပိုးပေးနေတဲ့သဘာဝလက်ဆောင်တစ်ခုဖြစ်ပါတယ်။အခြေခံလူအချက်များကိုဖြည့်ဆည်းပေးနိုင်တဲ့ထမ်းပင်ကိုကြီးလက်ဒေသရဲ့ယတနာလို့ခေါ်ဆိုကြတာမလွန်ခဲ့ပါဘူးထမ်းပင်ရဲ့အသုံးဝင်မှုကိုဆက်လက်စဉ်းစားကြည့်မယ်ဆိုရင်လူသုံးကုန်ပစ္စည်းများနဲ့အိမ်အသုံးအဆောင်များမှာလည်းများစွာအသုံးချနိုင်တာကိုတွေ့ရပါတယ်။ထမ်းရွက်တွေဟာသဘာဝပစ္စည်းတစ်ခုဖြစ်နေ့စဉ်ဘဝထဲကိုဝင်ရောက်နေပြီးရက်တောင်အိုးထုတ်ဖြာတောင်းများအဖြစ်ပြောင်းလဲအသုံးပြုကြပါတယ်။ကလေးများအတွက်ကစားစရာလေးများကိုလည်းထမ်းရွက်နဲ့ဖန်တီးနိုင်တာကြောင့်သဘာဝနဲ့နီးစပ်တဲ့ကလေးဘဝကိုဖန်တီးပေးနိုင်ပါတယ်။ထမ်းလက်များကလည်းအလွန်ခိုင်ခန့်ပြီးအသုံးဝင်ပါတယ်ကလထိုင်ခုတင်ခြံစည်းရိုးများကိုထမ်းလက်ဖြစ်တည်ဆောက်နိုင်ပြီးတမျက်စီးများအဖြစ်လည်းအသုံးပြုနိုင်ပါတယ်။ထို့အပြင်ထမ်းရောမှကြိုးများကိုကျစ်လုပ်ပြီးပရိဘောဂများကိုချီနှောင်ရတွင်အသုံးပြုကြတာကြောင့်ထမ်းပင်ဟာသဘာဝအရင်းမြစ်တစ်ခုအဖြစ်အလွန်တန်ဖိုးရှိပါတယ်။ယနေ့ခေတ်မှာပလတ်စတစ်နဲ့စက်မှုထုတ်ကုန်များပုံမှုအသုံးများလာပြီးမြဲထမ်းပင်မှထွက်ရှိတဲ့ပစ္စည်းများကပတ်ဝန်းကျင်ကိုမထိခိုက်စေတဲ့သဘာဝထုတ်ကုန်များဖြစ်ပါတယ်။ဒါကြောင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက်လည်းထမ်းပင်ထုတ်ကုန်များကိုအသုံးပြုသင့်ပါတယ်။ထမ်းပင်ကိုအခြေခံပြီးပြုလုပ်တဲ့လူသုံးကုန်ပစ္စည်းများဟာကျေးလက်လူထုအတွက်ဝင်ငွေတစ်ခုဖြစ်တယ်လို့ရိုးရာလက်မှုအမှုပညာကိုလည်းထိန်းသိမ်းပေးနိုင်ပါတယ်။ထို့ကြောင့်ထမ်းပင်ဟာတဘာဝအရင်းမြစ်တစ်ခုသာမကလူမှုစီးပွားရေးနဲ့ယဉ်ကျေးမှုကိုလည်းထိန်းသိမ်းပေးနေတဲ့အရေးပါသောအပင်တစ်ပင်ဖြစ်ပါတယ်။ထမ်းပင်ဟာအိမ်ဆောက်လုပ်ရေးနဲ့တဘာဝပတ်ဝန်းကျင်အတွက်လည်းအရေးပါသောအခန်းကဏ္ဍကိုထမ်းဆောင်နေပါတယ်။ကျေးလက်ဒေသများတွင်အိမ်တိုင်းရက်မှာလှီကားများကိုထမ်းပင်မှပြုလုပ်ကြပြီးထမ်းရွက်များကိုအမိုးအဖြစ်အသုံးပြုကြပါလေ။ထို့အပြင်တရားများတိဆောက်ရာတွင်လည်းထမ်းပင်ကိုအသုံးပြုနိုင်တာကြောင့်ဒေသခံများအတွက်အလွန်အထောက်အကူဖြစ်စေပါလေ။အမှုပညာပိုင်းတွင်လည်းထမ်းပင်ဟာဖန်တီးမှုအတွက်အခြေခံပစ္စည်းတစ်ခုဖြစ်ပါလေ။ရေမှုတ်ဟင်းခတ်စွန်းပကံခွက်များအပြင်အလှဆင်ပစ္စည်းများနဲ့အမှတ်တရလက်ဆောင်များကိုလည်းထမ်းပင်မှထွင်းထုဖန်တီးနိုင်ပါလေ။ဒါဟာကျေးလက်မှုအမှုပညာ၏အလှကိုထင်ဟပ်စေပါလေ။သို့တော့ယနေ့ခေတ်တွင်တချို့နေရာများတွင်ထမ်းပင်များကိုခုတ်လဲပြီးရောင်းချနေကြတာကိုတွေ့နေရပါလေ။ဒီလိုလှုံ့ဆော်မှုများကြောင့်တဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးနိုင်ပြီးကျေးလက်ဒေသရဲ့အလှပနဲ့ယဉ်ကျေးမှုများလည်းတဖြည်းဖြည်းပျောက်ကွယ်သွားနိုင်ပါလေ။ထမ်းပင်ဟာအညာဒေသ၏တင်ဂီတာတစ်ခုဖြစ်ပြီးတဘာဝနဲ့လူသားတို့အကြားဆက်ဆက်မှုကိုပြသနေတဲ့အရေးပါသောအရာတစ်ခုဖြစ်ပါလေ။ထို့ကြောင့်ထမ်းပင်များကိုထိမ့်သိမ်းကာကွယ်ရန်နှင့်တန်ဖိုးထားအသုံးပြုရမှာလူတိုင်းဤတာဝန်ဖြစ်ပါလေ။အဆုံးသတ်အားဖြင့်ထမ်းပင်ဟာစီးပွားရေးယဉ်ကျေးမှုနဲ့တဘာဝပတ်ဝန်းကျင်ကိုတပြိုင်နက်တည်းထောက်ပံ့ပေးနိုင်တဲ့ကြီးလက်ဒေသ၏ယတနာဟုခေါ်ဆိုတဲ့အဖိုးတဲ့အပင်တစ်ပင်ဖြစ်ကြောင်းသဘောပေါက်နိုင်ပါ